ကြောက်ရောက်တရားနာကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။လိုက်လှဲစွာလည်းကြိုဆိုအပ်ပါတယ်။တယောက်စီပေါ်မှာဘုရားသခင်ရဲ့ကြွယ်ဝစွာသောကောင်းကြီးမင်္ဂလာအဖျားဖျားတွန်းလောင်းချပေးပါစေလို့လည်းရှေးဥစွာဆုတောင်းမေတ္တာပို့သပါတယ်။ဟောကြားသွားမယ့်ခေါင်းစဉ်ကတော့ The Sabbath that Jesus kept သခင်ယေရှုခရစ်ဆောင်တဲ့ဥပုသ်နေ့ဆိုတဲ့ခေါင်းစဉ်နဲ့ဟောကြားမှာဖြစ်ပါတယ်။ကျွန်တော်ခရစ်ယာန်မှာဂိုင်းကနတွေအများကြီးကွဲနေပါတယ်။ဒါပေမဲ့ဥပုသ်နေ့နဲ့ပတ်သက်လို့တော့အယူဆ၃မျိုးပဲကွဲပါတယ်။တစ်မျိုးကပထမနေ့တနင်္ဂနွေနေ့ထားမြောက်ရာနေ့ဟာဥပုသ်နေ့ဖြစ်တယ်လို့စောင့်ထိန်နေကြပါတယ်။တစ်မျိုးကတော့တတ္တမနေ့ခတ်သိမ်းသောຢာတွေ6ရက်တွင်ဖန်ဆင်းပြီးတတ္တမနေ့ကဥပုသ်နေ့ဖြစ်တယ်။စနေနေ့အဲ့ဒီနေ့ဥပုသ်နေ့ဖြစ်နေစောင့်ထိန်ကြပါတယ်။လူတစုကတော့နေတိုင်းဥပုသ်နေ့လို့ပြောတဲ့အဖွဲ့တစ်ဖွဲ့လည်းရှိပါတယ်။အားလုံးဟာတကယ်အမှန်တရားအထင်နဲ့လေးလေးစားစားစောင့်ထိန်နေကြတာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီညနေမှာကိုယ်ငချင်ကိုချင်ဖို့မဟုတ်ပါဘူး။ဘာသာတရားဆိုတာတယောက်နဲ့တယောက်အငင်းပွားဖို့လည်းမဟုတ်ပါဘူး။ဘာသာတရားမှာအငင်းပွားလို့အနိုင်ရဖို့အရေးမကြီးပါဘူး။အမှန်ရဖို့ကအရေးကြီးပါတယ်။အမှန်တရားကဘယ်ဟာလဲဆိုတဲ့အချက်ကတော့ကျွန်တော်အသက်တာအတွက်အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ခရစ်ယာန်ဆိုတာသခင်ရှုခရစ်နောက်လိုက်တွေပါ။အဲ့တော့သခင်ယေရှုခရစ်ဘယ်နေ့စောင်းခဲ့သလဲဒီအဖြေကိုကျွန်တော်ရှာကြရမှာဖြစ်ပါတယ်။သခင်ယေရှုခရစ်ဘယ်နေ့ကိုစောင်းခဲ့သလဲဆိုတဲ့အချက်ကိုလေ့လာသွားကြပါစို့။ဒီနေ့ကျတော့သခင်ယေရှုခရစ်နဲ့တပည့်တော်တွေဂျုံခင်းထဲမှာဖြတ်သွားကြပါတယ်။ဂျုံဒီတွေကိုပုတ်ပြီးတော့တပည့်တော်တွေကစားကြတယ်။သိစားတဲ့အတွက်ကြောင့်စားတယ်လို့တာမန်ကျမ်းစာမှာရှင်မသက်ခရစ်ဝင်ခန်းကြီး7နဲ့အငယ်1ကနေ9ကိုဖတ်ကြည့်ကျွန်တော်တွေ့ရပါတယ်။တချို့အဲ့ဒါဘာပြောလဲသခင်ယေရှုခရစ်ကဥပုသ်နေ့မလိုတော့ဘူးဆိုတာပြသွားတာလေ။သူကိုယ်တိုင်ဥပုသ်နေ့ကိုချိုးဖောက်သွားခဲ့တယ်လို့တချို့ကပြောနေကြပါတယ်။သခင်ယေရှုခရစ်ဂျုံခင်းထဲမှာဖြတ်သွားတာဥပုသ်နေ့ကိုဖြတ်သွားတာမဟုတ်ပါဘူး။သခင်ယေရှုခရစ်သူ့ဥပုသ်နေ့ချိုးဖြတ်တယ်လို့ဆွဆွဲတဲ့အခါမှာသခင်ယေရှုခရစ်ချက်ချင်းဖြေပေးတယ်။ဒါဝိဒ်ကအစာငတ်ပြီးတော့ဗိမာန်တော်ထဲမှာပုန်းနေရတဲ့အခါမှာသူကိုယ်တိုင်လည်းမစားအပ်သူ့လူတွေလည်းမစားအပ်ဘူးယေဘရဟိတ်သေးသာလင်စားရတဲ့ရှေးတော်မုံကိုသူစားခဲ့တယ်ဒါပေမဲ့အပြစ်မဖြစ်ဘူးလို့ဘုရားကပြောတယ်သက်သက်မဲ့စော်ကားတာမဟုတ်ဘူးတကယ့်ကိုငတ်လို့စားတာအခုလဲငါနဲ့ငါတပည့်တော်တွေဟာဆိုရင်အစာမစားပဲအစာမစားရပဲနဲ့ဘုရားသခင်အမှုတော်ကိုဆောင်နေရတယ်ဒါကြောင့်မို့စာလို့ပုတ်စားတာဟာအပြစ်မဟုတ်ပါဘူးလို့ဖြေခဲ့ပါတယ်စာလို့ပုတ်စားတာဟာအပြစ်မဟုတ်ပါဘူးလို့သခင်ရှုခရစ်ကဖြေခဲ့ပါတယ်နောက်အဲ့ဒီရှင်မသက်ခရစ်ဝင်ခန်းကြီး7နှစ်ရှေ့ကိုဆက်ဖတ်ပါဖတ်လို့ရှိရင်ဘာတွေ့ရမလဲဆိုရင်ဗိမာန်တော်တစ်ခုကိုသခင်ရှုခရစ်ရောက်သွားတယ်ရောက်သွားတဲ့အခါကျဗိမာန်တော်ထဲမှာလက်တစ်ဖက်သေးတဲ့လူတယောက်ရှိနေတယ်ဒါနဲ့လူတွေကသခင်ရှုခရစ်ကိုမေးတယ်ဥပုသ်နေ့မှာဆေးကုနိုင်သလားတဲ့ဥပုသ်နေ့မှာလူနာတွေကိုဆေးကုနိုင်သလားလို့မေးတယ်အဲ့ဒီအချိန်မှာသခင်ရှုခရစ်တို့ချက်ချင်းပြန်မေးခွန်းမေးတယ်သခင်ရှုခရစ်မေးတဲ့မေးခွန်းကတော့ကဲမင်းတို့ထဲမှာတဲ့သိုးတကောင်ဥပုသ်နေ့မှာရည်ရွယ်နေကြရင်နောက်တရက်မှာ10မဲ့လူဘယ်နှယောက်ရှိလဲသူဘာပြောလဲဥပုသ်နေ့မှာသိုးတော်ရည်ရွယ်နေကြနေနောက်တရက်မှာ10ရင်သေမှာပေါ့ဒီနေ့ပဲ10ရမှာပေါ့သိုးတကောင်ကตีမာဆိုးလို့ဒီနေ့ရည်ရွယ်နေ10ရမယ်ဆိုရင်ဥပုသ်နေ့မှာသိုးတဲ့မြတ်တဲ့လူကဥပုသ်နေ့မှာဆေးကုသမှာလေဆေးကုနိုင်ပါလေလို့ပြောခဲ့ပါတယ်ယူဒလူမျိုးတွေအထုံးစံရဆိုရင်ဥပုသ်နေ့မှာမွေကိုက်ရင်အသေးခံရမယ်ဆေးကုလို့မရဘူးသိုးကြတော့နောက်တရက်မှာစောင့်နေလို့မရှိဘူးလူကြတော့နောက်တရက်စောင့်နေရမယ်ဆိုတာမင်းတို့ဘာအဓိပ္ပာယ်ရှိလဲဥပုသ်နေ့မှာကျေးဇူးပြုရတယ်ဆိုပြီးတော့အဲ့ဒီလက်ပေနဲ့လို့မင်းလက်ကိုအပေါ်ထောင်လိုက်လို့ပြောလိုက်တယ်လက်အပေါ်ထောင်လိုက်တယ်တခါတည်းအကောင်းပဂတိဖြစ်သွားတယ်ချစ်တော်ညီကောင်မောင်ပေါင်းတို့သခင်ယေရှုခရစ်လက်ထက်ကဥပုသ်နေ့ဘယ်နေလဲဆိုတဲ့ပြဿနာမရှိပါဘူးဥပုသ်နေ့ကိုဘယ်လိုစောင့်ရမလဲဆိုတဲ့ပြဿနာရှိနေပါတယ်ဘာဖြစ်လို့ဥပုသ်နေ့ဘယ်လိုစောင့်ရမလဲဆိုတဲ့ပြဿနာတွေပေါ်နေတာလဲကျွန်တော်လွန်ခဲ့တဲ့အပတ်ကပဲဖာရိရှဲတွေအကြောင်းဆရာကြီးကက်နက်ဖလမ်မာဟောသွားခဲ့ပါတယ်
ပညာဒီစီကံနေအမျိုးမျိုးလုပ်တယ်ဥပုံနေနဲ့ပတ်သက်တဲ့ပညာစီကံပေါင်း1520ကျော်သူတို့သတ်မှတ်ထားတယ်အဲ့ဒီမှာဗာပြောတယ်လေနှာခေါင်းရားလို့ရှိရင်ကုတ်နိုင်တယ်တဲ့ဒါပေမဲ့နှာခေါင်းမွေးကိုမနှုတ်ရဘူးတဲ့နှာခေါင်းမွေးနှုတ်လို့ရှိရင်ဟင်းတဲ့ဥပုံနေကိုချိုးဖောက်တယ်ဒါပြကျမ်းစာထဲမှာပါတာမဟုတ်ဘူးသူတို့သတ်မှတ်ထားတဲ့စီကံတွေဖြစ်ပါတယ်သခင်ယေရှုခရစ်ကအဲ့ဒီသူတို့သတ်မှတ်ထားတဲ့စီကံတွေကိုလက်မခံခဲ့တာဖြစ်ပါတယ်ဒါမှမဟုတ်ခရစ်တော်ဗာပြောလဲဥပုံနေ့မှာကျေးဇူးပြုအပ်တယ်ဥပုံနေ့မှာကျေးဇူးပြုအပ်တယ်လို့မိန့်တော်မူခဲ့ပါတယ်ချစ်တော်ညီကောင်မောင်ပေါင်းတို့ဥပုံနေ့မှာလူနာတယောက်ဥပုံနေ့မှာအကြီးကျယ်ဖြစ်လာလို့ရှိရင်ဥပုံနေ့မှာဆေးကုရမှာဖြစ်ပါတယ်ဒါကိုခရစ်တော်ကလက်မခံခဲ့တာလားဖြစ်ပါတယ်ဥပုံနေ့ကိုချိုးဖောက်ခဲ့တာမဟုတ်ဘူးဥပုံနေ့ကိုပြောင်းလဲခဲ့တာမဟုတ်ပါဘူးနောက်တစ်ချက်ယူဒလူမျိုးတွေကဥပုံနေ့ကြရင်ဥပုံနေ့ကိုဘယ်လိုရိုသေသေးစောင့်ရမလဲဆိုတာစိတ်ဝင်စားမှုသိမရှိပါဘူးဖာရိရှဲတွေနဲ့ကျမ်းစာဆရာတွေကဥပုံနေ့ကြလို့ရှိရင်ဘသူ့ကိုဘယ်လိုအပြစ်ရှာရမလဲဆိုပြီးဘသူကဘာအပြစ်လုပ်တယ်လဲဆိုပြီးလိုက်ချောင်းနေကြတယ်ဒါကြောင့်ဥပုံနေ့ကပျော်စရာနေ့မဟုတ်တော့ဘဲနဲ့ကြောက်စရာနေ့ဖြစ်နေတယ်ဒါကြောင့်သခင်ယေရှုခရစ်ဘယ်လိုပြောခဲ့လဲရှင်မာကုခရစ်ဝင်အခန်းကြီး1အခန်းငယ်29ဥပုံနေ့သည်လူဖို့ဖြစ်လူသည်ဥပုံနေ့ဖို့ဖြစ်တယ်မဟုတ်ဘုရားသခင်ကဥပုံနေ့ကိုပေးခဲ့တာလူတွေစောင့်ဖို့ပေးခဲ့တာဖြစ်တယ်ဥပုံနေ့ကိုဘုရားသခင်ပေးခဲ့တာလူတွေကဥပုံနေ့ကိုစီရင်ဖို့ပေးတာမဟုတ်ဒီကျမ်းစာကိုဆက်ဖတ်ရင်လူသားသည်ဥပုံနေ့ကိုပင်အစိုးရတယ်ငါဥပုံနေ့ရဲ့သခင်ဖြစ်တယ်မင်းတို့တဲ့ငါဥပုံနေ့အကြောင်းနားလေတယ်လို့သခင်ရှုခရစ်ကပြန်လေဖြေကြားခဲ့တာဖြစ်ပါတယ်ယူဒလူမျိုးတွေကဥပုံနေ့ကိုဘယ်လိုစောင့်ရမလဲဆိုတာစိတ်ဝင်စားမှုမရှိဘဲနဲ့ဥပုံနေ့ကျရင်ဘသူ့ကိုဘယ်လိုအပြစ်ရှာရမလဲဆိုပြီးအပြစ်လိုက်ရှာနေကြတယ်ဥပုံနေ့ကအပြစ်ရှာတဲ့နေ့မဟုတ်ဘူးဥပုံနေ့ကရိုသေစွာစောင့်ထိန်တဲ့နေ့ဖြစ်ပါတယ်အဲ့ဒီဥပုံနေ့ကဘယ်တော့မှစလာခဲ့လဲကမ္ဘာဦးကျမ်းအခန်းကြီး1အဆုံးပိုင်းလေးမှာကျွန်တော်ဖတ်ကြည့်လို့ရှိရင်ဘာတွေ့ရမလဲဘုရားသခင်ကပထမရဲ့ဒုတိယရဲ့တတိယရဲ့တိသမရဲ့ဆဋ္ဌမရဲ့နောက်ဆုံးလူယောက်ျားလူမိန်းမကိုဖန်ဆင်းလိုက်အားလုံး6ရက်နေ့မှာဖန်ဆင်းပြီးတဲ့ခါကျတော့ဥပုံနေ့ကဘယ်အချိန်ကစလာတယ်လဲကမ္ဘာဦးကျမ်းအခန်းကြီး2အငယ်1ကနေ3ကမ္ဘာဦးကျမ်းအခန်းကြီး2အငယ်1ကနေ3နော်ငယ်1မှာဘုရားသခင်ကခတ်သိမ်းသောအရာတွေကို6ရက်တွင်မှာအားလုံးဖန်ဆင်းလို့ပြီးတယ်သတ္တမနေ့ရောက်တဲ့ခါကျတော့တဲ့ဘုရားသခင်သူ့ရဲ့အလုပ်တွေအားလုံးကနေလက်စသလိုက်တယ်အငယ်3မှာကျဘယ်လိုပြောလဲဥပုံနေ့မှာဘုရားသခင်ကကောင်းကြီးပေးတယ်သတ္တမနေ့မှာငြိမ်ဝတ်စွာနေတဲ့တန်ရှင်းစီရဲ့ဘုရားသခင်ခတ်သိမ်းသောຢာတွေကို6ရက်တွင်ဖန်ဆင်းပြီးသတ္တမနေ့ရောက်တဲ့ခါကျတော့ငြိမ်ဝတ်စွာနေတဲ့ကောင်းကြီးပေးတယ်တန်ရှင်းစီရဲ့ဥပုံနေ့ဘယ်တော့မှစခဲ့တာလဲဥပုံနေ့ကဘာဥကစခဲ့တာဖြစ်ပါတယ်တပတ်မှာ9ရက်ဆိုတာဘယ်ကနေလာတယ်လဲကဘာကြီးကိုဘုရားသခင်ဖန်ဆင်းတဲ့အချိန်ကအစပြုခဲ့တာဖြစ်ပါတယ်တကဘာလုံးမှာဗမာလည်းတပတ်9ရက်ကရင်ကလည်းတပတ်9ရက်အင်္ဂလိပ်ကလည်းတပတ်9ရက်ဟိုအမေရိကန်ကလည်းတပတ်9ရက်ဘယ်ကနေရလဲဘယ်တော့ကနိုင်ငံတကာအစည်းအဝေးခေါ်ပြီးတော့ဆုံးဖြတ်ထားလဲဒီတောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော် World Book Encyclopedia ကျွန်တော်တို့1964 edition အတွဲ20စာမျက်နှာ146မှာကျွန်တော်နည်းနည်းလေးဖတ်ပြကြပါမယ် The week is division of times တပတ်ဆိုတာအချိန်ကိုစိတ်ပိုင်းထားတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ် It includes 7 days တပတ်မှာဆိုလို့ရှိရင်9ရက်ပါဝင်တယ် We do not know exactly how this man-made division of time came into being ဘယ်လိုလုပ်ပြီးတော့အဲ့ဒီတပတ်မှာ9ရက်ဆိုတာဖြစ်ပေါ်လာတယ်ဆိုတာတော့ကျွန်တော်မသိပါဘူးတဲ့ But the ancient Hebrews were among the first to use it ကမ္ဘာပေါ်မှာပထမဦးဆုံးတပတ်ကို9ရက်အဖြစ်နဲ့စတင်အသုံးပြုခဲ့တဲ့လူမျိုးတွေကတော့ Hebrew လူမျိုးတွေအခု Israel လူမျိုးတွေဖြစ်ပါတယ် The book of Genesis in the Bible says that the world was created in 6 days and 7th day or Sabbath was day of rest and worship တတမနေ့ကျတော့ညီဝတ်စာနေတဲ့နေ့ဘုရားရှိခိုးတဲ့နေ့ဥပုံနေ့ဆိုတာ
ကျွန်တော်တို့အဲ့ဒီဆွေဆုံးကျမ်းထဲမှာဖော်ပြထားပါတယ်ဘယ်ကနေရတယ်လဲသမ္မာကျမ်းစာကနေရ